အားလုံးပဲမင်္ဂလာပါရှင် Help for All Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတွေးတိုးဓမ္မတွေတည်ထားဖို့လိုအပ်မယ်အန္တရာယ်ရှိတဲ့လက္ခဏာတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်တွေးတိုးတာကနာတာရှည်ကျန်းမာရေးပြဿနာဖြစ်တယ်လို့အရန်ပြင်းထန်မယ်ဆိုရင်အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်တွေးတိုးဓမ္မတွေတည်ထားဖို့လိုမယ်အန္တရာယ်ရှိတဲ့လက္ခဏာတွေကဘာတွေလဲဆိုတာကိုမျှဝေပေးခြင်းပါတယ်ဘယ်လောက်ဆိုရင်တွေးတိုးနေပြီလို့ဆိုနိုင်တယ်လဲပုံမှန်ကတော့တွေးပေါင်ချိန်ကအပေါ်တွေး120နဲ့အောက်တွေး80ဆိုရင်ပုံမှန်ချင်းနေလို့ဆိုနိုင်ပါတယ်။တကယ်လို့အပေါ်တွေးက120 139အောက်တွေးက80 89ဆိုရင်တွေးတို့အစပြိုးနေတာဖြစ်ပြီးအပေါ်တွေးက140နဲ့အောက်တွေးက90ဆိုရင်တော့တွေးတို့နေတာပါ။ဒါကိုတစ်ချိန်နဲ့တိုင်းကြည့်ုံနဲ့တွေးတို့ရှိနေပြီလို့ဆုံးဖြတ်လို့မရပါဘူး။ဒီကြောင့်အောင်စီးရုံစည်းကမ်းမှာစနစ်တကျတိုင်းဖို့လိုပါတယ်။တွေးတိုးဓမ္မတွေတည်ထားဖို့လိုမယ်နောက်ဆက်တွဲပြဿနာတွေကတော့တွေးတိုးရှိတာကိုတေချာဂရုမစိုက်ဘူးဆိုရင်နောက်ဆက်တွဲအနေနဲ့ရုတ်တရက်နှလုံးရက်တာနှလုံးရောဂါလေဖြတ်တာတွေခံစားရနိုင်ပြီးအစိုးစောအနေနဲ့အသက်ဆုံးရှုံးနိုင်ပါတယ်တွေးတိုးဓမ္မတွေတည်ထားဖို့လိုမယ်အန္တရာယ်ရှိတဲ့လက္ခဏာတွေကတော့တွေးတိုးဓမ္မတွေအခုလိုလက္ခဏာတွေခံစားနေရရင်နီးစပ်ရာဆေးကန်းကိုအမြန်ဆုံးတွားရောက်တင်ပါတယ်တွေးပေါင်ချိန်180 120အထက်ညားနေတဲ့လူတွေခေါင်းကိုက်မယ်ပြင်းပြင်းထန်ထန်ကိုက်တာမျိုးအမြင်တွေဝေဝါးလာမယ်စိတ်ရှုပ်ထွေးမယ်စိုးရိမ်စိတ်တွေများလာမယ်မအိမ်မတာဖြစ်မယ်အသက်ရှူတာပြက်တောင်းဖြစ်မယ်ဘာလက္ခဏာမှမရှိပဲတွေးတက်နေမယ်ဆိုရင်လည်းဈေးကန်တွားဖို့လိုပါတယ်တွေးတိုးကြောင့်အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့လက္ခဏာတွေကတော့အမြင်အာရုံဆုံးရှုံးမယ်ယာယီအဖြစ်ဘာမှမမြင်ရတော့တာမျိုးတက်မယ်တတိလစ်မယ်အသက်ရှူမြန်မယ်အော့အန်မယ်ခြေစစ်လက်စစ်တွေဖော်ရမယ်ဒါတွေကမြင်တာတဲ့လက္ခဏာတွေပါအထက်ပါလက္ခဏာတွေခံစားနေရရင်ဘာလို့တင်တယ်လဲတွေးတိုးယောဂရှိတာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေအထက်ပါလက္ခဏာတွေခံစားရတဲ့အခါနီးစပ်ရာဆေးရုံဆေးကန်းကိုအမြန်တွားတင်ပါတယ်ဒါတွေကအရေးပေါ်လက္ခဏာတွေဖြစ်ပြီးအခက်မသိရင်အသက်အန္တရာယ်ဖြစ်သွားနိုင်ပါတယ်ခုလိုချိန်မှာအိမ်ကတွေးကြစီတွေတောက်တာတွေးတိုးမြန်ကြအောင်မလုပ်သင့်ပါဘူးဒီလိုချိန်မှာတွေးတိုးကိုအမြန်ချတာကအန္တရာယ်ရှိတာကြောင့်တက်တိနားလေတဲ့ဆရာဝန်နဲ့ပြတာအကောင်းဆုံးပါကိုတွင်းပိုင်းမှာတွေးတိုးတာကြောင့်ထိခိုက်မှုတွေအနေနဲ့ကတော့တွေးတိုးတာကကိုတွင်းအင်္ဂါတွေထိခိုက်ပျက်စီးနိုင်ပါတယ်တွေးတိုးတဲ့အခါပြင်းထန်တဲ့လက္ခဏာတွေအနေနဲ့စိတ်တွေထွေပြားလာမယ်အုံနောက်ထဲတွေးယူမယ်အုံနောက်တွေးကြပေါက်တာနှလုံးရက်မယ်ရင်ဘတ်အောင်မယ်အဆုတ်ထဲမှာရေဝင်မယ်ရုတ်တရက်နှလုံးရက်မယ်ကိုဝင်တယ်တွေမှာကိုယ်စိတ်တက်မယ်စတာတွေကိုခံစားရနိုင်ပါတယ်တွေးတိုးယောဂရှိသူတွေအနေနဲ့မိမိရဲ့တွေးတိုးကိုပုံမှန်မတိုင်းဘူးတိကျမကုသဘူးဆိုရင်အထက်ပါပြဿနာတွေဖြစ်လာနိုင်တာကြောင့်ပုံမှန်ကျန်းမာရေးစစ်ဆေးနေဖို့ရချင်းပြန်ပြဖို့လိုပါတယ်ဒီကနေ့မျှဝေပေးခဲ့တာကတော့တွေးတိုးဓမ္မတွေတည်ထားဖို့လိုမယ်အန္တရာယ်ရှိတဲ့လက္ခဏာတွေအကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိမယ်ဆိုရင် like and subscribe လုပ်ခဲ့ဖို့တောင်းဆိုပါတယ်ရှင်